ကျွန်ုပ်တို့သည်ခက်ခဲသောအချိန်များကိုဖြတ်သန်းနေရချိန်တွင်ကိုယ်ပိုင်ဒုက္ခများကိုသာအာရုံစိုက်မိခြင်းသည်တဘာဝကျပါသည်ပင်ပန်းနွမ်းနယ်ပြီးစိတ်တက်ကြကဘာမှမလုပ်နိုင်တော့ဟုခံစားရသည့်အချိန်များရှိပါသည်ထိုအချိန်မျိုးတွင်ကျွန်ုပ်တို့အနီးတွင်ဒုက္ခရောက်နေသူများကိုမမြင်မိပဲသို့မဟုတ်လစ်လျူရှုသွားတတ်ပါသည်နှလုံးသားမရှိလို့မဟုတ်ပဲကျွန်ုပ်တို့အပေါ်ဝင်ထုတ်ဝင်ပိုးများလွန်နေသောကြောင့်ဖြစ်သည်တခြားမွေလာအုပ်ခန်းကြီး30တွင်ဒါဝိဒ်နှင့်သူ၏လူများသည်ဘဝတွင်အခက်ခဲဆုံးအခြေအနေနှင့်ရင်ဆိုင်ခဲ့ရသည်သူတို့၏အိမ်များမီးလောင်သွားပြီးမိသားစုများပျောက်ဆုံးကအရာအလုံးကိုဆုံးရှုံးခဲ့ရသည်သူတို့၏နှလုံးသားများကွဲကြေကအားမလို့အားမရဖြစ်နေခဲ့သည်သူတို့သည်မိသားစုများကိုရှာဖွေရန်အမာလက်လူများကိုလိုက်လံခဲ့ပြီးလမ်းခရီးတွင်တောကန်နာရတဲ့တွင်စွန့်ပစ်ခံထားရသောအီဂျစ်လူငယ်တဦးနှင့်တွေ့ဆုံခဲ့သည်ထိုလူငယ်သည်နာမကျန်းဖြစ်ပြီးစာလောင်နေခဲ့သည်ဒါဝိဒ်သည်သူ့ကိုလစ်လျူရှုနိုင်ခဲ့တော်လဲသူရက်တန့်ခဲ့သည်သူသည်ထိုလူငယ်အားမုံရည်နှင့်အတီးချောင်များပေးကအားပေးခဲ့သည်ဒါဝိဒ်သည်ကိုယ်ပိုင်ဒုက္ခများကိုသာမကြည့်ပဲသူရှိမောက်ရှိလူတဦး၏ဒုက္ခအပေါ်နှလုံးသားဖွင့်ပေးခဲ့သည်အံ့ဩစရာကောင်းသည်မှာထိုအီဂျစ်လူငယ်သည်ပြန်လည်သက်သာလာပြီးနောက်ဒါဝိဒ်အားကြီးမားသောအကူအညီပေးခဲ့သည်သူသည်ဒါဝိဒ်၏မိသားစုကိုပြန်ပေးဆွဲသွားသောအမာလက်လူများ၏တွားရလန်းကိုပြခဲ့ပြီးထိုသတင်းအချက်လက်ကြောင့်ဒါဝိဒ်သည်ဆုံးရှုံးခဲ့ရသမျှကိုပြန်လည်ရယူနိုင်ခဲ့သည်အီဇလန်မှဒုက္ခတွေတွင်တစုံတဦးကိုကူညီခြင်းသည်ပဲသောအခါမှအချင်းကြီးမဖြစ်ကြောင်းသိရှိနိုင်သည်အမှန်တကယ်တော့ထိုကယုနာသေးသေးလေးသည်ပုံမကြီးမားသောပြန်လည်ထူထောင်မှုစီသို့ဦးတည်သွားနိုင်သည်ကျွန်ုပ်တို့၏ဘဝတွင်လည်းအလားတူပင်ဖြစ်သည့်ဒုက္ခရောက်နေချိန်တွင်တစုံတဦးကိုလက်ဆန့်ကူညီရမည့်အချိန်များရှိပါသည်ထိုအချိန်မျိုးတွင်အခုကငါလုပ်ရမည့်အချိန်မဟုတ်ဘူးဟုပြောပြီးမျက်နှာလွှဲမည့်အစားအနှဲငယ်ကူညီပေးကြည့်ရင်ဘယ်လိုလဲထိုတွေ့ဆုံမှုမှတဆင့်ဖျားသခင်သည်ကျွန်ုပ်တို့အတွက်လမ်းတစ်ခုကိုဖွင့်ပေးပါလိမ့်မည်သခင်ယေရှုကိုကြည်ပါကမ္ဘာအပြစ်များကိုထမ်းပိုးနေရချိန်တွင်ပင်ဝမ်းနည်းနေသူများကိုသူပဲသောအခါမှလစ်လျူမရှုခဲ့ပါကားတိုင်ပေါ်တွင်ဒုက္ခခံရမည့်အချိန်မတိုင်မီသခင်ယေရှုသည်လူနာဆာလောင်နေသူသို့မဟုတ်နာကျင်နေသူများကိုဘယ်သောအခါမှလစ်လျူမရှုဘဲဖြတ်သွားခဲ့ပါသူသည်သူတို့၏နာကျင်မှုကိုတက်တာစေရန်နှွေးထွေးသောလက်ကိုအမြဲဆန့်ပေးခဲ့သည်ကျွန်ုပ်တို့လည်းထို့သို့လုပ်နိုင်ပါသည်ဒုက္ခထဲတွင်တစုံတဦးအားနှွေးထွအေးသောစကလုံးတစ်ခွန်းသို့မဟုတ်အကူအညီနှဲငယ်ပေးခြင်းသည်ကယုနာ၏အစဖြစ်သည်ထိုကယုနာသည်နောက်ဆုံးတွင်ကျွန်ုပ်တို့ထံသို့ပြန်လည်ရောက်ရှိလာပါလိမ့်မည်တစုံတဦးမှတစ်ဆင့်ကျွန်ုပ်တို့သည်ဘဝတွင်မျှော်လင့်ချက်ကိုပြန်လည်ရှာဖွေနိုင်ပြီးဆုံးရှုံးခဲ့သောခွန်အားကိုပြန်လည်ရရှိနိုင်သည်ထိုအရာသည်ဖြစ်နိုင်သောအံ့ဖွယ်တစ်ခုဖြစ်သည်ညီအကိုမောင်နှမများအားလုံးယနေ့တရက်ထဲမှာပင်ဒုက္ခရောက်နေချိန်တွင်တစုံတဦးအားကယုနာသေးသေးလေးတစ်ခုပြသဖို့စူးစမ်းကြည့်ပါတင်ဆက်ပေးသောလက်သည်တင့်ဘဝနှင့်အခြားသူ၏ဘဝထဲသို့ဖျားသခင်၏မြတ်တာကိုယူဆောင်လာပေးမည်တရားသစဉ်ဖြစ်လာပါလိမ့်မည်ထိုကယုနာ၏လက်မတစ်ဆင့်ဖျားသခင်သည်ပြန်လည်ထူထောင်မှုကိုစတင်ပြီးကျွန်ုပ်တို့၏ဘဝတွင်အံ့ဖွယ်လန်းကိုဖွင့်ပေးပါလိမ့်မည်ဒုက္ခထဲတွင်ကယုနာကိုမမေ့သောဘဝထိုဘဝသည်ကျွန်ုပ်တို့ကိုပုံမကြီးမားသောပျော်ရွှင်မှုစီသို့ဦးဆောင်ပေးပါလိမ့်မည်